မှာလူသားများရှင်သန်နေပျော်ရွှင်တဲ့ချိန်ဝမ်းနေတဲ့ချိန်ตายရတဲ့ချိန်မဖြေသာတဲ့ချိန်အချိန်တွေရဲ့ကြောင့်မှာလူသားများပြပွေနေချိုးမြိန်တဲ့ချိန်ခါသီးတဲ့ချိန်တိမ်ငယ်တဲ့ချိန်မောကြွားတဲ့ချိန်ဘာရီယူဆောင်သွားမလဲအချိန်အလူကိုကဲတဲ့ထားတယ်တင်ပါကိုရွေးမလဲလောဘအတ္တများနဲ့အချိန်တွေကိုကြော်ပြတ်သွားတယ်အချိန်မှနောင်တာတရားနဲ့မတရားတော့ချေအချိန်ရောက်တာကြုံရမှာ